ချိန်တစ်ခါရှင်တန်ခဲ့ဘူးတဲ့သူ့ရဲ့အချစ်ကိုလေးမလို့ချင်းပြီးဆိုတဲ့အဆုံးစွန်လို့မပြေပါနဲ့အာနဲ့ချက်အကွက်ကိုနင်းပြီးသူရက်ဆက်သွားတယ်ဘယ်အတွက်ကြောင့်မုန်းသွားတာ